အားလုံးပဲမင်္ဂလာပါရှင်နဲ့ပိတ်ကနေကြိုဆိုပါရရှင်ဒီနေ့တော့အနက်ရတာလေးနဲ့ပြီးဆိုပြီးစားလို့အရန်ကောင်းတဲ့ချက်ကောက်ငိမ့်လေးချက်စားဖြစ်လို့လာမျှဝေပေးပါတယ်ရှင်ဒါကြတော့ပပလှီထားတဲ့ချက်သားလေးတွေပေါ့နော်ဒါဆိုရင်တော့ဒီချက်သားလေးထဲကိုရတာနေနဲ့ချက်သားမုံနဲ့ငယ်စားနဲ့ငယ်ချိုမုံနဲ့ငယ်တခြားနဲ့ငယ်ခရုစီနဲ့ငယ်ပဲငါပြေးအကြည်နဲ့ငယ်ပဲငါပြေးအနောက်နဲ့ငယ်မဆလာနဲ့ငယ်ပြောက်ကုံမုံနဲ့ငယ်ထည့်ပြီးတော့အားလုံးတမတော့အောင်ခုလိုမျိုးလေးလှုပ်ထားပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ချက်သားလေးထဲကိုရသားလေးဝင်သွားရအောင်လို့တနားရီလောက်နှက်ထားပေးရပါမယ်ရှင်ဒါကြတော့တညရေစိတ်ထားတဲ့ကောက်ညင်ဆန်လေးပါရှင်ဒီကောက်ညင်ဆန်လေးကိုတော့ဆန်ချေခွက်2ခွက်စာတိုးပြထားပါတယ်ရှင်ဒါဆိုရင်တော့ဒီကောက်ညင်လေးကိုစကားလေးနဲ့ရေလာစိတ်ထားပေးလိုက်ပါမယ်ရှင်ဒါလေးကကြတော့ကျဲမထူမပါလေးလှီထားတာလေးပါရှင်ဒါလေးကကြတော့ကျဲဥချောင်းလေးပါရှင်ဒါကကြတော့နုံနုံဆင်းထားတဲ့ကြက်သွန်ဖြူနဲ့ကြက်သွန်နီလေးပါရှင်ဒါဆိုရင်တော့အိုးထဲကိုစီနဲ့ငယ်ထည့်ထားပေးလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ကြက်ဥချောင်းလေးကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ဒီကြက်ဥချောင်းလေးကိုတော့ကြက်သွားတဲ့ခြေထိကြော်သွားပေးလိုက်မယ်ပေါ့နော်ကြော်သွားပေးလိုက်တဲ့ကြက်ဥချောင်းလေးကကြက်သွားပြီဆိုရင်တော့ပကံလေးထက်ကိုခတ်ထုတ်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့နှုတ်ဆင်းထားတဲ့ကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုဒီစီထဲကိုပဲပြန်ထည့်ကြော်ပေးလိုက်ပါတယ်ရှင်ဒီကြက်သွန်ဖြူလေးကိုတော့အနက်လေးမွေးလာတဲ့ခြေထိခဏလောက်ကြော်ပေးလိုက်မယ်ပေါ့နော်ကြက်သွန်ဖြူလေးတွေကအနက်မွေးလာပြီဆိုရင်တော့ခဏရေစိတ်ထားတဲ့ကောင်းချင်းဆန်လေးကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ရသားနေနဲ့တော့စားနဲ့ငယ်တခြားနဲ့ငယ်ချုံမုံနဲ့ငယ်သားမုံနဲ့ငယ်ဘန်းငါပြာကြီးအနောက်နဲ့ငယ်ဘန်းငါပြာကြီးအကြည်နဲ့ငယ်ခရုစီနဲ့ငယ်ထည့်ပြီးအားလုံးသမသွားခုလိုမျိုးလေးကြော်ထားပေးလိုက်ပါမယ်ရှင်ကြော်သားပေးလိုက်လို့အားလုံးသမသွားပြီဆိုရင်တော့ရေကိုစားချေခွက်တစ်ခွက်စာထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့နောက်တစ်ခါတော့သမသွားအောင်ပြန်ကြော်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီကောက်ညင်းဆန်လေးကိုဖုံးလေးပိတ်ပြီးတော့ရေလေးခန်းချောက်သွားတဲ့ခြေထိချက်သွားပေးလိုက်ပါမယ်ရှင်ခုဆိုရင်တော့နှိပ်ချက်သွားပေးလိုက်တာကောက်ညင်းဆန်လေးလည်းရေတွေခန်းချောက်သွားပြီပေါ့နော်ဒါဆိုရင်တော့ရပြီပေါ့နော်ဒါလေးကကြတော့ကြက်သားချက်ဖို့တက်ပေါ့နော်အိုးထဲကိုစီနဲ့ငယ်ထည့်ပေးလိုက်ပါတယ်ရှင်စီပူလာပြီဆိုတာနဲ့ဂျင်းလေးကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ဒီဂျင်းကိုလည်းအနက်လေးမွေးလာတဲ့ခြေထိကြော်သွားပေးလိုက်ပါမယ်ရှင်ကြော်သွားပေးလိုက်တဲ့ဂျင်းဖက်လေးကအနက်မွေးလာပြီဆိုရင်တော့ခဏနှက်ထားတဲ့ကြက်သားလေးကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ဒီထဲမှာနှင်းကခဏကဂျင်းတုံးလေးတွေကိုစိုက်ထုတ်ပေးလိုက်တယ်ပေါ့နော်ဂျင်းတုံးလေးတွေစိုက်ထုတ်လုပ်ပြီးပြီဆိုရင်တော့ရေနဲ့ငယ်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ခွန်ထွားထားတဲ့ကြက်သွန်ဖြူနဲ့ငယ်ကိုလည်းထည့်ကြော်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့နောက်ထပ်9မိနစ်လောက်ကြော်သွားပေးလိုက်လို့ရှိရင်တော့ရပြီပေါ့နော်ပြီးရင်တော့ကောက်ညင်ပေါင်မဲခွက်လေးထဲကိုငပြောရွက်လေးထည့်ထားပေးလိုက်မယ်ပေါ့နော်နေကတော့စတီးကြိုက်လေးနဲ့တိုးပြထားဖြစ်တယ်ပေါ့နော်ဒါကြတော့ကိုစိတ်ကြိုက်တိုးပြလို့ရပါတယ်ရှင်နေကငပြောရွက်လေးကိုဘေးနားလေးတွေလည်းခုလိုမျိုးလေးလှုပ်ထားပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ကြက်ဥပြုတ်တခြားကိုလည်းထည့်ထားပေးလိုက်သေးရှင်နေကပထမတစ်ထပ်ကိုတော့အသားတွေအရင်ထည့်ထားပေးလိုက်တယ်ပေါ့နော်အောက်တစ်ထပ်ကိုသားလေးထည့်လုပ်ပြီးပြီဆိုရင်တော့အပေါ်ကနေပြီးတော့ခဏချက်ထားတဲ့ကောက်ညင်လေးကိုထည့်ပေးလိုက်မယ်ပေါ့နော်ခုလိုမျိုးလေးကောက်ညင်းဆန်ထဲတဲ့ချိန်မှာတော့ကောက်ညင်းလေးကိုတည်တည်ချာချာလေးဇွန်လေးနဲ့ဖိချထားပေးရမယ်ပေါ့နော်နေရာလေးကျသွားအောင်ပါရှင်ခုလိုမျိုးလေးကောက်ညင်းလေးကိုထည့်လုပ်ပြီးပြီဆိုရင်တော့နောက်ထပ်သားတစ်ထပ်ကိုလည်းပြန်ထည့်ထားပေးလိုက်မယ်ပေါ့နော်နှင်းကဒီနေရာမှာကောက်ညင်းတစ်ထပ်သားတစ်ထပ်ခုလိုမျိုးလေးထည့်ထားပေးဖြစ်တယ်ပေါ့နော်ဒါကြတော့ဒီနေရာမှာကိုယ်စိတ်ကြိုက်ထည့်ယူနေတယ်ပေါ့နော်တကယ်လို့ဒီနေရာမှာချက်သားမစားလို့ရှိရင်ဝက်သားလေးသုံးလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ထပ်မှာကျတော့ချက်သားရည်လေးတွေကိုနှင်းကအပေါ်ကနေပြီးတော့ထည့်ထားပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ဘေးနားမှာပို့ထွက်နေတဲ့ငပြောရွက်လေးကိုကက်ကြီးလေးနဲ့ညှက်ပေးလိုက်မယ်ပေါ့နော်ပေါ်ကနေပြီးတော့လည်းငပြောရွက်လေးနဲ့ပြန်အုပ်ထားပေးလိုက်ပါမယ်ပြီးရင်တော့မိနစ်50လောက်ပေါင်းသွားပေးလိုက်ပါမယ်ရှင်ဒါကြတော့နှင်းပေါင်းသွားပေးလိုက်တာမိနစ်50ပြည့်သွားပြီပေါ့နော်ခုဆိုရင်တော့အနက်မမွေးလေးနဲ့စားလို့အရန်ကောင်းတဲ့နေ့ရဲ့ကြက်ကောက်ညင်လေးကတော့စားဖို့စစ်သက်ဖြစ်နေပြီပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်နေ့ဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတတ